Diamond Tower မှာရှိတဲ့16ရွာက3 bedroom ခန်းလေးဖြစ်ပါတယ်။ဒါဝင်ချင်းမှာအခန်းကျယ်ကြီးပေါ့နော်။အခန်းကျယ်ကြီးကနေပြီးတော့မှဝရဏတစ်ခုရှိတယ်။ဒီအားလေးပေါ့။အိုးဒီဝရဏကဘယ် view ရလဲဆိုတော့ပြည်လမ်းမကြီး view ရတယ်။ရွှေတကုံဖျားကိုမြင်ရတယ်ဒီဘက်မှာဆိုလို့ဟုတ်တယ်ပေါ့နော်။ဒီအခန်းရဲ့ဒီဘက်မှာဆိုလို့ရှိရင်မြန်မာကမီးပိုချခံ cabinet တွေထည့်ထားတယ်ပြီးလို့ရှိရင်ဒီမှာတင်းပေါက်အကျယ်ကြီးရှိရပေါ့နော်ဟုတ်ဒီမှာရေကတစ်တာတွေအိုးလျှော်ဆက်တွေထားဖို့အတွက်နေရာရှိမယ်အဲ့ရနေဒီမှာဆိုရင်တော့ single bedroom တစ်ခန်းရှိမယ်ဒါတော့ single bedroom တစ်ခန်းပေါ့နော်ဒီဘက်မှာအဲ့ single bedroom ရဲ့ဒီဘက်မှာဆိုရင်ဒါက common toilet ပေါ့နော် common toilet တွေပဲအဲ့ဒါရဲ့ဒီဘက်မှာဆိုလို့ရှိရင်နောက်ထပ် single room တစ်လုံးရှိတယ်။ဒါနောက်ထပ် single room ပေါ့နော်။ဒီ single room ကလည်းဒီဘက်က no hotel view ကိုမြင်ရတယ်။ပြီးတော့သူ့မှာဝရဏပါတယ်။ဒီကွန်ဒိုခန်းရဲ့အားသာချက်ကကြတော့ဝရဏ3ခုပါတာဖြစ်ပါတယ်။ဝရဏ3ခု view 3ခုမြင်ရတာပေါ့နော်။အဲ့ဒါပြီးတော့သူ့ရဲ့ဘေးခန်းကတော့ master bedroom အကျယ်ပေါ့နော်။ master bedroom အကျယ်တစ်ခန်းလုံးကကျွန်းပါကခင်းထားတယ် master bedroom ကလည်းဒီနောက်ကဒီ view ကိုမြင်ရတယ်သူ့မှာလည်းဝရံတာပါတယ်ပေါ့နော်ဟုတ်သူ့မှာလည်းဝရံတာပါတယ်သူ့ရဲ့ဝရံတာ view ကကြတော့ဒီ city view ကိုမြင်ရတယ်ပေါ့နော်ဒါကတော့3 bedroom အငှားခန်းလေးဖြစ်ပါတယ်ငှားနှုံးလေးကတော့တိမ်အစိပ်ပဲဖြစ်ပါတယ်ရှင်ညှိနှိုင်းလို့ရပါအောင်မယ်နော်